မြတ်စွာဘုရားကဟောထားတာအစွဲ၄မျိုးဥပါဒံလို့ခေါ်တယ်ဥပါဒံဆိုတာဒီဥပအာဒါနဥပဆိုတာပြင်းပြင်းထန်ထန်အာဒါနဆုပ်ကင်ထားတာကဲဘုန်းကြီးတို့တွေစာလို့ပြောနေလို့ငါတို့မှဥပါဒံမရှိဘူးလို့မထင်နဲ့နော်ဥပါဒါနအပြင်းထန်ဆွဲကင်ထားတယ်ဆိုတဲ့သဘာဝတရားဟာနှစ်ခုရှိပါလဲလို့ဆိုရင်တွေ့တာမှုဆိုတဲ့တဏှာရဲ့အမြင်ရဲ့ဒိဋ္ဌိဆိုတဲ့အမြင်ရဲ့လူတွေမှာတွေ့တာမှုကလည်းပဲပြင်းထန်တယ်နော်အမြင်ကလည်းပြင်းထန်တွေ့တာမှုကိုဖြတ်ဖို့ဆိုတာအလွန်ခက်တယ်အမြင်ကိုစွန့်ဖို့ဆိုတာလည်းအလွန်ခက်တယ်အဲ့ဒီနှစ်ခုဟာဥပါဒံနော်ပြင်းပြင်းထန်ထန်ဆွဲကင်ထားတဲ့ဥပါဒံအဲ့ဒီဥပါဒံကိုမြတ်စွာဘုရားက၄မျိုးခွဲဟောတယ်ဆွဲလန်းမှုနဲ့ပတ်သက်ပြီးတော့ဟောတဲ့ဥပါဒံကိုကာမုပါဒံလို့ခေါ်တယ်ဥပကိုပြန်ပြီးတော့စစ်ဆေးကြည့်ကာမုပါဒံဆိုတဲ့နေရာမှာကာမဆိုတာလူချင်းစရာအာယုန်တွေကိုဥပါဒနာကဆွဲလန်းနေတဲ့တဏှာတဲ့လူချင်းစရာအာယုန်တွေကိုဆွဲလန်းနေတဲ့တဏှာတနည်းအားဖြင့်ပြောမယ်ဆိုရင်ကာမဆိုတာလူချင်းစရာအာယုန်တွေကိုလူချင်းတဲ့တဏှာသည်ဥပါဒနာဆွဲလန်းနေတဲ့အရာဖြစ်တယ်ပေါ့ကဲဘုန်းကြီးတို့တွေလွယ်လွယ်လေးနဲ့ခွာလို့ရမလားကိုယ့်အကိုစဉ်းစားကြည့်နှစ်သက်စရာအာယုန်လေးတစ်ခုကိုနှစ်သက်တယ်ဆိုတဲ့နေရာမှာအဲ့ဒီနှစ်သက်မှုမဖြစ်အောင်လွယ်လွယ်လေးနဲ့ခွာလို့ရမလားမရဘူးမျက်စိကမြင်တဲ့အာယုံပေါ်မှာနှစ်သက်တယ်နားကကြားတဲ့အသံပေါ်မှာနှစ်သက်တယ်နှာခေါင်းကရှူရတဲ့အနံ့ပေါ်မှာနော်လျှာကခံစားရတဲ့အရာတော်ပေါ်မှာနေ့စဉ်နဲ့အမျှဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာကာမဂုဏ်အာယုန်တွေနဲ့တွေ့တဲ့အတိုင်းမျက်စိကမြင်နားကကြားအဲ့ဒီအာယုန်တွေပေါ်မှာသွားပြီးတော့တွဲနေတာတွေရှိတာပေါ့အဲ့ဒါတွေကိုမစွန့်လွတ်နိုင်အဲ့ဒါကိုကာမုပါဒံကာမုပါဒံကြောင့်မို့လို့ဒီအာယုန်လေးမြင်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်နောက်ထပ်ရဖို့အတွက်ကြိုးစားတယ်မျက်စိကမြင်ရတဲ့အာယုန်အတွက်နောက်ထပ်ရဖို့နားကကြားတဲ့အသံအတွက်နောက်ထပ်ရဖို့နှာခေါင်းကနမ်းရှူရတဲ့အနံ့ကလေးအတွက်နောက်ထပ်ဘလောက်များဒီဟာတွေအတွက်ဆွဲလန်းမှုရှိတယ်လဲဆိုရင်ကြည့်လေရွှေဆိုင်တွေချမ်းသာနေတာအဲ့ဒါမှလဲမျက်စိကမြင်တဲ့အပေါ်မှာလိုချင်နေကြတာမဟုတ်လားအေးကက်ဆက်တွေတို့ MP3 တွေတို့အခုသချင်းတွေဟုတ်လား CD တွေ DVD တွေထုတ်နေတာဘာကြောင့်လဲအတန်ကြောင့်ဟုတ်ကဲ့လားအတန်ကိုတွေ့တာလို့လေအခုမြင်ဘူးလားရေမွေးတွေတို့မိတ်ကတ်တွေတို့ဘာတို့ဒီအနတ်နဲ့ပတ်သက်တာတွေရောဘလောက်ရောင်းကောင်းနေလဲလောကလူတွေမှာကြည့်စားတော့ဆိုင်တွေကဆိုဟောရသနဲ့ပတ်သက်လာရင်စောင့်ရှောက်စားတော့ဆိုင်တွေဘလောက်ကြီးပွားနေတော့နော်ဗမာပြည်ဆိုလို့ရှိရင်ပိုးတောင်ပေါ်သေးတယ်ကိုယ်နိုင်ငံအစားအသောက်တွေမကဘူးအခုကိုရီးယားတဲ့ဗီယက်နမ်တဲ့ဟိုကတဲ့ဒီဟာနဲ့အစားအသောက်တွေကိုပြည့်နေတာအဲ့တော့ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါမှာတွေ့တာမှုဆိုတာရှိနေတယ်ဆိုတာထင်ရှားတယ်ဟုတ်ကဲ့ကဲအဲ့ဒီလူတွေဟာဒါမစားရင်ခန္ဓာကိုယ်မတည်တတ်မှမို့စားတာလားကြိုက်လို့စားတာလားဟောကာမုပါဒံဆိုတာလွယ်လွယ်နဲ့ခွာလို့မရဘူးတဲ့နော်ဒါတွေစားရဖို့ကြိုးစားနေတာအဲ့ဒါကာမုပါဒံလို့ခေါ်တယ်တခြားဘာသာတွေမှာကာမုပါဒံကိုပယ်ခွာဖို့ဟောတဲ့ဘာသာတွေရှိပါတယ်ကာမုပါဒံကိုပယ်ခွာနိုင်တယ်စွန့်လွတ်နိုင်တယ်တချို့များဆိုအဝတ်တောင်မိုးဘူးနော်အိန္ဒိယမှာခုချိန်ဖုန်းကြီးတွေဆိုတာပိုင်ဆိုင်မှုတွေအကုန်စွန့်လွတ်ပြီးတော့အဝတ်တောင်မိုးဖဲနဲ့နေတယ်ကာမုပါဒံကိုတော့သူတို့ပယ်ခွာနိုင်တယ်ပေါ့ကဲနောက်တစ်ခုဥပါဒံတစ်ခုကိုကြည့်အောင်ဒိဋ္ဌုပါဒံအမြင်နဲ့ပတ်သက်တဲ့ဥပါဒံအစွဲလန်းတစ်ခုအဲ့ဒီဒိဋ္ဌုပါဒံဆိုတာတခြားပြောတာမဟုတ်ဘူးကံဤအကျိုးတရားကိုညှင်းကွယ်တာနတ္ထိကဝါဒလို့ခေါ်တယ်ကုသကံရဲ့အကျိုးဆိုတာမရှိဘူးလူရတန်းတာအကျိုးမရှိဘူးဒီလောကမရှိဘူးတမလွန်လောကမရှိဘူးအမေမရှိဘူးအဖေမရှိဘူးအမေအဖေကိုအတိမတ်မပြုဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နတ္ထိမတ္တနတ္ထိပိတ္တအမေအဖေကိုအတိမတ်မပြုဘူးလို့ဆိုကြတဲ့ကအမေအဖေမှာပေါ်စော်ကားတာတို့အမေအဖေပေါ်မှာပြုစုတာတို့ကုသိုလ်မရဘူးဆိုတာညှင်းပယ်တာပဲတူတူပဲဟုတ်ကဲ့အဲ့ဒါလို့မရှိဘူးဆယ်ချက်နဲ့ညှင်းပယ်တာတွေကိုဒိဋ္ဌုပါဒံလို့ခေါ်တယ်အထူးသဖြင့်ရုပ်ဝါဒကိုဆွဲလန်းတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီအယူဆရှိတယ်အဲ့ဒီဒိဋ္ဌုပါဒံကလည်းလွယ်လွယ်နဲ့ဖြုတ်လို့မရတဲ့ဥပါဒံတစ်ခုပဲအဲ့တော့နောက်တစ်ခုကအဲ့ဒီဒိဋ္ဌုပါဒံဖြုတ်နိုင်ပြန်တော့လေဘာကြံသေးတော့ဆိုတော့တဏှာဝုကလွတ်ရလွတ်ကြောင်းစိတ်ကတော့အကောင်းပဲတဏှာဝုကလွတ်ချင်လို့ဆိုပြီးတော့အကျင့်နေကျင့်တယ်ဘာအကျင့်နေကျင့်တယ်ဆိုလို့ရှိရင်သူကအေးခွေးကျင့်နွားကျင့်လို့ရှိရင်တဏှာဝုကလွတ်တယ်လို့ယုံကြည်ယူဆတယ်ဒါကြောင့်မို့လို့ခွေးလို့ကျင့်တယ်နွားလို့ကျင့်တယ်မြောက်လို့ကျင့်တယ်ဝက်လို့ကျင့်တယ်အမျိုးစုံပေါ့လေဥတောင်းလို့ကျင့်တာတို့အဲ့ဒါလို့ကျင့်တာတွေအများကြီးပဲအမျိုးစုံပဲအဲ့ဒါလို့ကျင့်တာတွေလင်းတို့ကြီးလို့တွဲလောင်းဆွဲပြီးတော့နေတဲ့အကျင့်လည်းရှိတာပဲဝက်ကုလိဝတ္တလို့ခေါ်တယ်နော်အဲ့ဒါလို့အကျင့်မျိုးစုံတွေနဲ့တဏှာဝုကလွတ်နိုင်တယ်လို့မှားမှားရင်မြင်တဲ့အမြင်ကသီလပရပရမတ္တဟော
ဒီလိုဥပါဒံဟောနောက်တစ်ခုကြတော့ဘာလို့ဆိုလို့ရှိရင်အတ္တဝါဒုပါဒနာအတ္တဝါဒုပါဒနာဆိုတာဒီတက္ကရာဒိဋ္ဌိကိုပြောတာတက္ကရာဒိဋ္ဌိဆိုတာခန္ဓာ၅ပါးတဲ့ကတဘာဘာပေါ်မှာဒီအတ္တလို့ယူဆတယ်အတ္တဆိုတာငါလို့ယူဆတယ်ပေါ့ပြောမယ်ဆိုရင်တခါတခါအတ္တနဲ့အဟံနဲ့တွဲပြီးတော့ပြောတာရှိတယ်နော်အဟံမမငါသို့မဟုတ်ငါဥစ္စာကဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ကိုစဉ်းစားကြည့်ငါဆိုတဲ့စကားကိုအရက်စကားအနေနဲ့သာငါလို့ပြောတာကဲဘယ်ဟာကိုငါလဲလို့ကိုယ့်ကိုမေးကြည့်ပေါ့ငါဟာလို့ပြောတယ်ဘယ်ဟာကိုငါဟာလို့ပြောမှလဲလို့တေချာမေးကြည့်လိုက်လို့ရှိရင်ခန္ဓာ၅ပါးတဲ့ကလွတ်ပြီးငါလို့ပြောလို့ရရလားမရပါဘူးဗျာအေးခန္ဓာ၅ပါးတဲ့ကလွဲပြီးတော့ငါဟာလို့ပြောလို့ရလားမရဘူးအဲ့တော့ခန္ဓာ၅ပါးတဲ့ကတခုခုပဲငါလို့လည်းပြောတယ်ငါဟာလို့လည်းပြောတယ်ပေါ့အဲ့တော့တကယ်ငါဆိုတာဟုတ်ကလားလို့ဆိုတော့မဟုတ်ဘူးသူ့တဘာဝတရားအတိုင်းသူ့ဘာသူဖြစ်နေတာငါဟာဆိုတာရောဟုတ်ကလားမဟုတ်ဘူးတကယ်ဝိပဿနာဉာဏ်အမြင်နဲ့ကြည့်လိုက်ပဲဆိုလို့ရှိရင်အရာခသိန်းဟာထာဝရရွေရှားနေတာဆိုပါစို့မြစ်ထဲမှာရေသွားခတ်ပြီးတော့ရေမြစ်ရေတွေစီးနေတာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီစီးနေတဲ့ရေလေးကိုတေးသေးချာချာတဲ့တဲ့ချိန်ထားပြီးတော့ငါရေလို့ပြောလိုက်အဲ့ဒီပြောပြီးတဲ့အချိန်လေးမှာဒီရေဟာရှိသေးလားရှိပါဘူးဗျာဟောနောက်တရေဖြစ်သွားပြီဟုတ်ကဲ့လားမှန်ပါဗျာပြောင်းသွားပြီအဲ့ဒီပြောင်းတာတဲ့တောင်မြန်သေးတယ်ကိုယ်ခန္ဓာကိုယ်မှာရှိတဲ့ယုတ်တိနာတွေကတော့ငါလို့ပြောလိုက်တဲ့အချိန်လေးမှာပဲဟိုသူကနောက်တစ်ခုဖြစ်သွားပြီဒီတစ်ခုကပြတ်သွားပြီလေအဲ့တော့ငါလို့ပြောလိုက်တဲ့ဟာလေးကပြတ်သွားပြီနောက်တစ်ခါဖြစ်တာကငါလို့ပြောတဲ့ဟာမဟုတ်တော့ဘူးတခြားဟာဖြစ်ပြီသို့တော့ကော်ပီဆိုတော့လူတွေကမျက်စိလဲနေတာပေါ့ဒါလို့ပဲထင်တော့တာပေါ့ဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါကြောင့်မို့လို့ဒီအတ္တဝါဒခန္ဓာ၅ပါးတဲ့ကတခုခုငါလို့ပြောရတဲ့အတ္တဝါဒတက္ကရာဒိဋ္ဌိတက္ကရာဆိုတာတကယ်ထင်ရှားရှိတာကခန္ဓာအဲ့ဒီခန္ဓာကောပေါ်မှာလွဲမှားစွာထင်တာကဒိဋ္ဌိခန္ဓာ၅ပါးကိုခန္ဓာ၅ပါးလို့မြင်ရင်ဒါမှန်တယ်နော်ရုပ်ကိုရုပ်လို့ပဲမြင်တယ်နာမ်ကိုနာမ်လို့ပဲမြင်တယ်ငါလို့မမြင်ဘူးဆိုရင်မှန်တယ်အဲ့ဒီယုံနာနှစ်ပါးတဲ့ကတခုခုငါလို့မြင်တယ်ဆိုတဲ့အမြင်ဟာမှားတယ်ပေါ့အဲ့ဒီလိုမြင်တာကိုအတ္တအဲ့ဒီအတ္တအကြောင်းပြောတဲ့ဝါဒကိုအတ္တဝါဒအဲ့ဒီအတ္တဝါဒပေါ်မှာလဲဆွဲလမ်းမှုရှိတယ်တဲ့အဲ့တော့ဘာသာတရားတွေအားလုံးဟာမြတ်စွာဘုရားထောက်ပြတယ်ဒီဥပါဒံတရားတွေကိုကြော်လွှားဖို့ဘာသာတရားတွေကကြိုးစားတဲ့အထက်မဲ့တဲ့တချို့ဘာသာတွေကကာမှုပါဒံကိုကြော်လွှားနိုင်တယ်ကာမဂုဏ်အာယုန်တွေကိုဖယ်ရှားနိုင်တယ်နောက်တချို့ဘာသာတရားတွေကကာမဂုဏ်အာယုန်တွေအပြင်ဒိဋ္ဌုပါဒံဆိုတာကိုလည်းကြော်လွှားနိုင်တယ်တဲ့နောက်တချို့ဒီဘာသာတရားတွေကကာမှုပါဒံဒိဋ္ဌုပါဒံနှစ်ခုတည်းမကဘူးသီလပတုပါဒံလို့ဆိုတဲ့အကျင့်သီလနဲ့ပတ်သက်တဲ့မှားယွင်းတဲ့အယူဆပေါ်မှာလည်းကြော်လွှားနိုင်တယ်တဲ့သူတို့မကြော်လွှားနိုင်တာဘာလို့ဆိုရင်အတ္တဝါဒုပါဒံမကြော်လွှားနိုင်ဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားလက်ထက်ကဘာသာတရားတွေမှန်သမျှဟာငါဆိုတာကိုပယ်ဖြတ်လို့မရတော့ဘူးသူတို့မှာနောက်ဆုံးမှာအတ္တအလေးချမ်းနေတယ်လို့ဒီလိုပြောတာနော်